အားလုံးပဲမင်္ဂလာပါမြတ်ကိုမင်း YouTube Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Manchester United အသင်းဒုတိယအကြိမ်ခေါ်ယူဖို့ကြိုးစားနေတဲ့ Brentford အသင်းရဲ့တိုက်စစ်ကစားသမား Bryan Mbeumo နဲ့ Manchester United အသင်းတို့ရဲ့ကမ်းလှမ်းမှုဘယ်အခြေအနေထိရှိနေပြီလဲဆိုတာအနည်းငယ်လေ့လာကြည့်ကြရအောင်ပါ Manchester United အသင်းက Bryan Mbeumo အတွက်ပထမဦးဆုံးအကြိမ်ကမ်းလှမ်းမှုမှာပေါင်45 သန်း plus add-on 10 သန်း total package 55 သန်းနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်အဲဒီအချိန်မှာ Brentford အသင်းကသူတို့လိုချင်နေတဲ့ပေါင်တန်း60ကျော်နဲ့ကိုက်ညီမှုမရှိဘူးဆိုပြီးချက်ချင်းပယ်ချခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း Bryan Mbeumo က Manchester United အသင်းကလွဲပြီးတခြားဘယ်အသင်းကိုမှပြောင်းရွှေ့ဖို့စိတ်ကူးမရှိဘူးလို့တရားဝင်အသိပေးထားတဲ့အတွက် Manchester United အသင်းနဲ့ Brentford အသင်းတို့ကဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်နေပြီး Manchester United အသင်းအနေနဲ့ဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုကိုလွန်ခဲ့တဲ့2ရက်လောက်ကပေါင်55 သန်း plus add-on 9.5 သန်း total package 62.5 သန်းနဲ့ဒုတိယအကြိမ်မြောက်ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ဒီကမ်းလှမ်းမှုကိုလည်း Brentford အသင်းကထပ်မံပယ်ချခဲ့ပါတယ်။ဒါဆို Brentford အသင်းကဘယ်လောက်ထိလိုချင်နေတာလဲဆွေးနွေးကြည့်ကြရအောင်ပါ။ Brentford အသင်းက Manchester United အသင်း Matheus Cunha ကိုခေါ်ယူတော့ကပေးခဲ့တဲ့ပေါင်62.5 သန်းအတိုင်းအလိုရှိနေတာပါ။ဒါဆိုရင်ရောအခုဒီချိန် Manchester United အသင်းကမ်းလှမ်းခဲ့တဲ့62.5 သန်းကိုရောသူတို့ကဘာဖြစ်လို့ပယ်ချခဲ့တာလဲတိုးပြီးလိုချင်နေတာလားဆိုရင်တော့တိုးပြီးလိုချင်နေတာတော့မဟုတ်ပါဘူး Fabrizio Romano နဲ့ David Ornstein တို့ရဲ့အဆိုအရ Brentford အသင်းကသူတို့လိုချင်တဲ့62.5 သန်းဆိုတဲ့ပမာဏကကနဦးပေါင်တန်း60ကျော် plus add-on ကိုထည့်ချင်တာဖြစ်ပါတယ်ဒါပေမဲ့ဒုတိယအချိန် Manchester United ရဲ့ကမ်းလှမ်းမှုကတော့ add-on 9.5 သန်းဖြစ်ပြီးတော့ပထမဆုံးကနဦးအချိန်ကနဦးပေါင်55သန်းကမ်းလှမ်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်း Fabrizio Romano နဲ့ David Ornstein တို့ရဲ့အဆိုအရဆွေးနွေးမှုတွေကဆက်လက်လှုပ်ဆောင်နေပြီးတော့ဆွေးနွေးမှု package အရာသဘောတူညီမှုရနေပြီဖြစ်ပါတယ်ဒါပေမဲ့လည်း payment structure အနေနဲ့ဘယ်နှစ်ပေးချင်မယ်အဲ့တော့အနေနဲ့သူတို့လိုချင်တဲ့ပမာဏအနေနဲ့ဥပမာ Premier League Champion ရမှာမဟုတ်ဘဲနဲ့ဘယ်အဆင့်ဝင်ရင်ဘယ်နှကိုသွင်းရင်ဆိုတော့လွယ်ကူတဲ့အဲ့တော့တွေကိုဖြစ်ချင်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ Brentford အသင်းအနေနဲ့ကနဦးပေါင်တန်း60 plus လွယ်ကူတဲ့အဲ့တော့တွေကိုလိုချင်နေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒုတိယအချိန်ကမ်းလှမ်းမှုကလည်းထပ်မံပယ်ချခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ Fabrizio Romano ရဲ့အဆိုအရ Manchester United အသင်းက Bryan Mbeumo ကို pre-season မတိုင်ခင်ခေါ်ယူမယ်လို့ယုံကြည်ထားပြီးတတိယအကြိမ်ကမ်းလှမ်းမှုကိုလည်းမကြာခင်ကမ်းလှမ်းအောင်မှာဖြစ်တယ်လို့ဆိုပြီးဖော်ပြထားတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။